လဲသူကျွေးပါလဲဟမ်သူကျွေးပါလဲ ဒူရင်တီ သူကျွေးပါလဲသူတော့မစားချင်လို့ဆိုဒူရင်တီပဲစားချင်တယ် ဒူရင်တီ သူကျွေးပါလဲပြော ဒူရင်တီ အများကြီးပဲ thank you ဆိုတော့ခုမှမင်္ဂလာနှုတ်ဆက်စကားပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါလန်လန်းဖြစ်ပါတယ်တချို့တွေကသိမဲ့သူရှိမယ်မသိတဲ့သူလည်းရှိမယ်လန်လန်းလို့ခေါ်ပါတယ်ဆိုတော့ပထမဦးစွာဒီ parents day လေးမှာလဲဟိုတကူတကမြန်မာပြည်ကနေဖိတ်ကြားပေးတဲ့ဘုံတော်ကြီးတွေနဲ့တကွာတာဝန်ရှိသူကြီးများပေါင်းလို့ပြီးရင်လာအားပေးတဲ့သူတွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီကနေ့ဟာဆိုရင်လဲနာအဓိကပါလဲဆိုတော့ဒီမှာချီရတဲ့ကိုအမျိုးတွေနဲ့တရားတဲ့ကြားမဲ့တချင်းတွေဖြောပြဖို့အတွက်တည်တံ့လာတာပေါ့နော်ဒီတစ်ခါကျတော့parents day မှာမိဘနဲ့ပတ်သက်တဲ့တချင်းတွေဆိုအများကြီးကိုစားပြုဆိုရဲတွေအများကြီးရှိခဲ့ပြီဟုတ်တယ်မလားဆိုတော့လဲအနေနဲ့ကျတော့အဓိကပျော်ဖို့ဟုတ်တယ်နော်ဒီပွဲခဏအတွင်းမှာစိတ်ညစ်စရာတွေဘာလို့မှလဲဟုတ်တယ်နော်ခဏတာလဲနဲ့တူတူပျော်ကြမယ်ဟုတ်တယ်နော်စိတ်လုံးကိုယ်လုံးပျော်ကြမယ်အဲ့လိုပျော်ဖို့အတွက်ကိုလည်းငါဖြောပြဖို့အတွက်ကိုတက်လာခဲ့တာဖြစ်ပါတယ်လို့ဆိုတော့ချုပ်တီးထားတဲ့ຢာတွေဟုတ်တယ်မလားကိုယ်စိတ်ထဲမှာဘာတွေချုပ်တီးနေလဲ no တော့ဘိုင်ဟုတ်တယ်နော်လွတ်နဲ့ကြတော့ဘာကဲကြမယ်ပျော်ကြမယ်လက်ခုပ်အားရမာရနေမယ် live ဆိုခြင်းနဲ့ဆိုလဲ live ဆိုမယ်ဟုတ်တယ်နော်ခဏနေအိမ်ပြန်ပါလုံးမှာလဲပြင်းစရာဟုတ်တယ်မလားမနေ့ပြန်လဲအလုပ်သွားရမယ်ညလည်းဟိုစိတ်ကြီးစရာဒီစိတ်ကြီးစရာဟုတ်နော်ပြပြပပနေမယ်ဟုတ်တယ်နော်ဆိုတော့ okay နောက်တစ်ပုတ်အနေနဲ့လဲရဲ့ကိုပိုင်တဲ့ချင်းလေးဖြစ်တဲ့ပြားဆိုတဲ့ချင်းလို့ဆိုပြချင်ပါတယ်အဲ့ဒီချင်းလေးဟာဆိုရင်လည်းပြန်ပြောမယ်နော်အဲ့ဒီချင်းလေးဟာဆိုရင်သူ့ရဲ့အတိတ်ပဲပါလဲဆိုတော့ဒီမှာလူငယ်တွေလည်းအများကြီးရှိရ relationship ကြုံဘူးမှာပဲဟုတ်တယ်မလားသူ့အချင်းရဲ့အတိတ်ပဲကဘယ်လိုပုံစံမျိုးလဲဆိုတော့ရီးစားမဖြစ်လိုက်ရအောင်ရီးစားမဖြစ်လိုက်ရအောင် situation ရှင်းနေပြီးသွားဟိုစသည်ဟိုဟာနဲ့ဘာမှလည်းမပါလိုက်ရပဲနဲ့ပြီးသွားတဲ့ relationship အကြောင်းရေးထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီချင်းလေးကိုလည်းနဲ့သူခံစားပေးဖို့အတွက်ဖိတ်ခေါ်ပြစေ